ရှမ်းပြည်နယ်ရှေ့ပိုင်းမိုင်းယောင်းခရိုင်မိုင်းမြို့ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကျင်းပပြုလုပ်တဲ့လူကုန်ကူးမှုအန္တရာယ်အသိပညာပေးတော်ရှိဆွေးနွေးပွဲကိုယနေ့နောက်ပိုင်းကဆိုပါရုံးရဲ့လူလူချေပြုဘူဌာနအစည်းအဝေးခန်းမှာကျင်းပပြုလုပ်ခဲ့ကြပါတယ်မင်္ဂလာပါခင်ဗျာဒီနေ့ကျင်းပမယ့်တော်ရှိလေးကတော့လူကုန်ကူးမှုအသိပညာပေးတော်ရှိလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကြောကျင်တုံးရုပ်တံဥနေဝင်းနဲ့စာတော်တုံးတော်လန်းကကျော်တော်မှဆွေးနွေးပေးတာမှာဖြစ်ပါတယ်ခင်ဗျာလူကုန်ကူးမှုဆိုတာပြင်ပကိုခိုးထုတ်တာမျိုးပဲလားဆိုတာကိုဖြေကြားပေးပါခင်ဗျာမဟုတ်ပါဘူးလူကုန်ကူးမှုဆိုတာနိုင်ငံဖြတ်ကျော်မှဖြစ်တာမဟုတ်ပဲမိမိနိုင်ငံအတွင်းမှာတင်တစ်မျိုးကနေတစ်မျိုးရောင်းစားခံရတာမျိုးလဲပါဝင်ပါတယ်ရှင်အဓိကကတော့လူတယောက်ကိုအတ္တမခိုင်းစေဖို့လိမ်ပိုင်းဆိုင်ရာမြတ်ထုတ်ဖို့ဒါမှမဟုတ်ကိုယ်အင်ကအစိတ်အပိုင်းထုတ်ယူဖို့အတွက်လဲဖြားခြင်းချင်းချောက်ခြင်းနဲ့ထိန်းချုပ်ခြင်းတို့လှုပ်ဆောင်တာကိုခေါ်ပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျာလူကုန်ကူးမှုရဲ့အဓိကပုံစံ၃မျိုးကဘာတွေလဲဆိုတာကိုဖြေကြားပေးပါခင်ဗျာဟုတ်ကဲ့ရှင်အတ္တမလှုပ်အားပေးခိုင်းစေခြင်းဥပမာငါးဖမ်းလေစိုက်ပျိုးရေးနဲ့အိမ်ဖော်လုပ်ငန်းတွေမှာလစာမပေးပဲပိတ်လောင်ခိုင်းစေခြင်းလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်ခြင်းဥပမာပြည်တံစာအဖြစ်အတ္တမခိုင်းစေခြင်းအတင်းအတ္တမလက်ထပ်ထိမ်းများခြင်းနဲ့ဥပမာတရုတ်နိုင်ငံကဲ့သို့နေရာမျိုးဇနီးမယားအဖြစ်ရောင်းစားခံရခြင်းမျိုးပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျာလူကုန်ကူးသူတွေကတားကောင်ကိုဘယ်လိုမျိုးနဲ့မြူဆွဲတက်ကြတာလဲဆိုတာကိုလည်းဖြေကြားပေးပါခင်ဗျာဟုတ်ကဲ့ရှင်နိုင်ငံခြားမှာလစာအများကြီးရမယ်အလုတ်ကတက်တာတဲ့ဆိုတဲ့မယုံနိုင်စရာကမ်းလှမ်းချက်တွေအွန်လိုင်းကနေချစ်သူအဖြစ်ဟန်ဆောင်ပြီးတနေရာကိုလိုက်ခဲ့ဖို့ခေါ်ဆောင်တာရှေ့ကနေငွေကြိုထုတ်ပေးပြီးအကျွေးနဲ့ချုပ်ကိုင်းကအလုတ်ခိုင်းတာမျိုးမြူဆွဲတက်ကြပါတယ်ရှင်လူကုန်ကူးခံရပြီလို့တန်တရားရှိရင်ဒါမှမဟုတ်အကူအညီလိုရင်ဘယ်လိုများဆက်သွယ်ရမလဲဆိုတာကိုဖြေကြားပေးပါခင်ဗျာဟုတ်ကဲ့ရှင်မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနေနည်းရဲ့ရက်တက်ဖွဲ့hotline နံပါတ်တွေနှိစက်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့လူမှုကူညီရေးအသင်းများပြည်ပမှာဆိုရင်သက်ဆိုင်ရာမြန်မာတန်ယုံများကိုအကူအညီတောင်းခံနိုင်ပါတယ်ရှင်ဆက်လက်ပြီးတော့ဤပညာနဲ့လူကုန်ကူးမှုအကြောင်းအရာကိုဆက်လက်ပြီးမေးပြစီရှင်ဟုတ်ကဲ့အခုခေတ်မှာလူကုန်ကူးသူတွေကလမ်းပေါ်မှာရှာတာထက်ဖုန်းမျက်နှာပြင်ပေါ်ကနေရှာတာကပိုများလာပါတယ်ဒါကြောင့်မလို့ဆိုရှယ်မီဒီယာ Facebook TikTok Telegram တွေကနေလူကုန်ကူးမှုဘယ်လိုဖြစ်နိုင်တယ်လဲဆိုတာရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါဗျာလူကိုမြူဆွဲတော့မဆိုရင်ဈေးငိမ်လစာကောင်းပညာချင်းမလို့ဆိုတဲ့ကြော်ညာသူတွေကိုဂရုထဲမှာတင်မိလူစုသက်ပါတယ်ဒဇင်းတယောက်ကအလွန်ကနေယူနီယောအချင်းယူစကားပြောတတ်တယ်ငွေကြေးထောက်ပံ့ပြတယ်ပြီးတော့မှအပြင်မှာတွေ့ရအောင်ဒါမှမဟုတ်အလုပ်ကူညီမယ်ဆိုပြီးခေါ်ထုတ်တော်မျိုးပါကိုသွားရကိုချက်ရင်ပေးတာကိုရစ်ချက်လက်အကုန်နေတာတွေကလူကုန်ကူးတွေအတွက်ဒါကောင်ရွေးရတာပိုလွယ်ကူစေပါတယ်ဟုတ်ကဲ့ရှင်နောက်ဆုံးအနေနဲ့လူကုန်ကူးမှုဆိုတာခိတစ်ကျွန်းစနစ်ဖြစ်ပါတယ်ရှင်ဒါကိုတားဆီးဖို့ကရဲတပ်ဖွဲ့တင်မကပဲကျွန်တော်တို့တဦးချင်းစီမှာလည်းတာဝန်ရှိပါတယ်ရှင်ဒါကြောင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအတွက်အမျိုးသားရေးတာဝန်တရက်အဖြစ်ဆောင်ရွက်ရမှာဖြစ်ကြောင်းဆွေးနွေးလိုက်ရပါတယ်ရှင်တရင်ရိုက်ကူးပေးဖို့သူကျွန်တော်ကိုနိုင်ပါ